ခန္ဓာကိုယ်အနှံ့မှာအကျိတ်တွေပေါက်ရတဲ့အကြောင်းရင်းအပူဆက်တွေစားတဲ့အခါခန္ဓာကိုယ်ထဲကိုအပူဓာတ်တွေကိန်းဝတ်ပါတယ်။သက်တွေကတော့ဝမ်းသွားတဲ့အခါပူတာဆက်တာတွေဖြစ်လာတာဟာထင်ရှားတဲ့လက္ခဏာရပ်ပါပဲ။အပူဆက်စားလို့အပူဓာတ်ဝင်တာဝမ်းကားတစ်ဆင့်ပြန်ထွက်တာကသဘာဝအတိုင်းပုံမှန်ဖြစ်စဉ်ပါ။ဒါပေမဲ့အဲ့ဒီအပူဆက်တွေကိုအကျော်အလှော်အကင်အဖုံးကြက်တိုက်ထားတဲ့အစားအစာတွေနဲ့တွဲဖက်စားသုံးလိုက်တဲ့အခါအောင်းပူအဖြစ်ပြောင်းလဲကိန်းဝတ်သွားပါတယ်။အဲ့ဒီကြက်တိုက်ထားတဲ့အစားအစာတွေကအပူကိုအောင်းစေတတ်လို့အပူဓာတ်တွေခန္ဓာကိုယ်ထဲမှာအကျဉ်းကျသွားတာပါအဲ့ဒီပုံမှာရေခဲအေးလေးနဲ့ထပ်မံတွဲဖက်စားလိုက်မယ်ဆိုရင်အောင်းပူတွေဟာခဲသွားတတ်ပါတယ်အဲ့ဒီလိုအကျဉ်းချင်းစားသုံးမှုများလာတဲ့အခါမှာမာကျစ်ခဲပြီးတော့အကျိတ်အသွင်ပြောင်းလဲသွားပါတယ်နောက်တစ်ချိန်အညော်နဲ့ထိတွေ့ပြီးပြန်ရင်အဲ့ဒီအကျိတ်တွေကရောင်ရမ်းလာပါလိမ့်မယ်ဒါကြောင့်မို့လို့စီးဝမ်းသွေးလေမှန်ကန်ကောင်းမွန်အောင်နေထိုင်ရပါမယ်သွေးလေပတ်မှုအားကောင်းတယ်ဆိုတာရေပိုက်တစ်ခုမှာပိတ်ဆို့နေတာမျိုးမရှိတာနဲ့အလားတန်တူပါတယ်ပိတ်ဆို့မှုမရှိမှသာရေစီးရေလာကောင်းမွန်မှာပါဒါကြောင့်ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာပိတ်ဆို့ချက်ခဲနေတာတွေမရှိအောင်အမြဲဆောင်ရွက်ပေးရပါမယ်ယောဂအမျိုးမျိုးပေးရကာကွယ်ခြင်းရင်တော့အချက်2ချက်ပဲရှိပါတယ်နံပါတ်1အချက်နနက်စာစားတဲ့အခါမကြီးဖြော်ရည်တစ်ခွက်နဲ့တွဲဖက်ပြီးတော့3ရက်ဆက်တိုက်စားပေးရမှာပဲနံပါတ်2အချက်နနက်စာစားတဲ့အခါကစွန်းရိုးနီနဲ့ထညက်ပြုတ်ရည်ကို6ရက်ဆက်တိုက်တောက်ပေးရပါမယ်အထက်ပါအတိုင်းနေ့စဉ်ပုံမှန်လေးစားပေးသွားပါအာဂန်နုအနာဆိုလို့ရှိရင်တော့12ရက်နဲ့ပျောက်ကင်းသွားပါလိမ့်မယ်အဲ့ဒီထက်ရင်းတဲ့အနာဆိုလို့ရှိရင်တော့4လနဲ့ပျောက်ကင်းသွားမှာဖြစ်ပါတယ်တဘာဝအစားအစာဖြစ်လို့လုံးဝအန္တရာယ်မရှိဘဲနဲ့စားသုံးနိုင်ပါတယ်အားလုံးပဲအဖူအကျိတ်ယောဂကနေကင်းဝေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်